ဒါဟာလူတိုင်းလာကျင်ကြတဲ့အကျဉ်းထောင်တစ်ခုဖြစ်ပါတယ်ဒီမှာဆိုရင်အကျဉ်းသားတိုင်းကကိုပိုင်ခန်းနဲ့နေရပြီးအရသာရှိတဲ့အစားအသောက်တွေစားရတဲ့အပြင်တစ်ပတ်တစ်ခါကိုယ့်ရဲ့လက်တွဲဖော်နဲ့တွေ့ခွင့်ရပါသေးတယ်အဓိကစီကံကတော့ထွက်မပြေးဖို့ပဲဒါပေမဲ့ဒီစိန်ခံမှုတွေရဲ့နောက်ွယ်မှာပေးဆက်ရတဲ့တန်ဖိုးကတအားကြီးပါတယ်အကျဉ်းသားတိုင်းဟာထောင်ပိုင်ကြီးရဲ့အနေရရှိတဲ့စမ်းသပ်မှုတွေမှာအသုံးချခံရတာပါထောင်ထဲကိုမဝင်ခင်မှာသူတို့ရဲ့ခနာကိုယ်ထဲကိုစက်ပစ္စည်းလေးတစ်ခုကိုခွဲစိတ်ထည့်သွင်းထားရပါတယ်ဒီနေ့မှာတော့အကျဉ်းသားတယောက်ကိုလှပတဲ့အမျိုးသမီးတယောက်နဲ့အတူတက်ခွဲခန်းထဲမှာပိတ်ထားလိုက်ပါတယ်ထောင်ပိုင်ကြီးကမှန်နောက်ကနေကြည့်နေရင်အချစ်ဆေးလို့ခေါ်တဲ့ဆေးတစ်ကိုစမ်းတက်လိုက်တာပေါ့ဆေးရဲ့အစွမ်းကတကယ်ကိုထိတ်လန့်စရာပါပဲစက္ကန့်ပိုင်းတွင်းမှာတင်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အသေးတန်ချစ်မိသွားကြပြီးရုပ်ပိုင်းဆိုင်ရာအရာနီးစပ်မှုတွေပါရှိလာကြပါတော့တယ်ထောင်ပိုင်ကြီးကလည်းဒီစမ်းတက်မှုအပေါ်တအားကျေနပ်သွားတယ်လို့အကျဉ်းသားကိုယ်တိုင်လည်းပြောနေခဲ့တာပေါ့ဒါကြောင့်နောက်တစ်နေ့မှာအကျဉ်းသားကဒီစမ်းတက်မှုကိုနောက်တစ်ကြိမ်ထပ်လုပ်ဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့သူ့ရှေ့မှာရှိနေတာကလှပတဲ့အမျိုးသမီးမဟုတ်ပဲအသက်60ရွယ်အဖွားအိုကြီးတယောက်ဖြစ်နေပါတယ်ဆေးမသွင်းခင်ကတည်းကအဖွားအိုကသူ့ကိုထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့ပြီးအဲ့ဒီနောက်မှာဘာတွေဆက်ဖြစ်သွားလဲဆိုတာကတော့ဆေးကိုထိန်းချုပ်နေတဲ့ထောင်ပိုင်ကြီးတောင်ကြည့်ရမှာရှက်နေရလောက်အောင်ပါပဲဒီစမ်းတက်မှုအပြီးမှာတော့အကျဉ်းသားဟာစိတ်တန်ရာပြင်းထန်ရသွားခဲ့ပြီးဒီတန်ရာပြောက်ဖို့အတွက်ချောမောလာပါတဲ့အမျိုးသမီးတယောက်နဲ့စမ်းတက်ပေးဖို့တောင်းဆိုပြန်ပါတယ်ထောင်ပိုင်ကြီးကလည်းသဘောတူခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီအကျဉ်းသားအခန်းထဲကိုဝင်လိုက်တဲ့အခါသူ့ရှေ့မှာစောင့်နေတာကလှပတဲ့အမျိုးသမီးမဟုတ်ပဲတကိုယ်လုံးမှာတတူးတွေနဲ့တောင်းတင်းလာတဲ့လူတန်ကြီးဖြစ်နေပါတော့တယ်